အားလုံးပဲမင်္ဂလာပါရှင်စမတာကူကနေပြီးတော့ကျေးဇူးလိုက်ပါရရှင်မိုးရသည်လည်းရောက်ပြီးရိုးရှင်းရှင်းသုံးကျင်နဲ့ဈေးနှုန်းတစ်တစ်လည်းသုံးကျင်တဲ့ customer များအတွက် showroom မှာရောက်ရှိထားတဲ့ Skyward 7kg လေးကို review လုပ်ပေးခြင်းဖြစ်ပါရရှင်ဒီ fashion လေးကတော့သူတို့၄ခုပါပါမယ်power ရဲ့ stat ရဲ့ water level ရဲ့ program ရဲ့ဆိုပြီး၄ခုပါပါမယ်ရှင် program ဆိုတာလည်းသူတို့ဒီအဝတ်ထဲပေါ်မှာမူကြည့်ပြီးတော့အသုံးပြုပေးရမှာဖြစ်ပါရရှင်အတွင်းပိုင်းမှာဆိုရင်လည်း accessory ကကြွက်ခံများရဲ့အင်းလက်ပိုက်ရဲ့ပါရှိပါဖြစ်ပါတယ်သူ့ရဲ့ကန်ကလည်း stringless steel နဲ့ပြုလုပ်ထားပြတဲ့တန်ကြီးတက်မှလည်းမစိုးရင်ရပါဘူးရှင်။ကြက်ကန်ပြားဆိုတာဘယ်လိုနေရာမျိုးမှာအသုံးပြရမလဲဆိုတာတစ်ချက်ရှင်းပြပေးပါမယ်ရှင်။ကြက်ကန်ပြားကတို့ဒီအဝိရှက်ဆက်ရဲ့အောက်ခြေမှာတက်ဆင်ပြရမှာဖြစ်ပါတယ်ရှင်။အင်းလက်ပိုက်ကတော့ဒီဝိရှက်ဆက်ကန်တဲ့ကိုရေရအောင်တက်ဆင်ပြရမယ့်ကောင်လေးဖြစ်ပါတယ်။ဒီကအညစ်အကြေးတွေကိုနောက်ကရှိရဲ့ပိုက်အားလက်ပိုက်လေးနဲ့ပေါ့နော်တို့တစ်ချက်ပြန်ထုတ်ပြရဖြစ်ပါတယ်ရှင်။ Randy လေးကတော့1 year ပေးထားပါတယ်ရှင်။ဒီတစ်နှစ်အတွင်းစပိုင်းဆိုင်ရာ only free ပေးထားပါတယ်ရှင်။ Mail လေးကတော့ China brand China made ဖြစ်တဲ့အတွက်အရေးသွေးလေးနဲ့ဈေးနှုန်းလေးကတော့ကိုက်ညီပါတယ်။ဒီကောင်လေးကိုလိုချင်နေဆိုရင်ညီမတို့ရဲ့ Samrada Wu showroom မှာလည်းလာရောက်ဝယ်ယူအားပေးနိုင်တယ်လို့ Samrada Wu Facebook page Messenger မှာလည်းလာရောက်စုံစမ်းမြင်မြင်ဝယ်ယူနိုင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုစုံစမ်းလိုက်ပါယူပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ After စားပြီးကောင်းမွန်တာကြောင့်ဝယ်ယူသူစိတ်ချမ်းသာစေရန် Samrada Wu ပြပြထင်းထင်းရဲ့အဖွဲ့တွင်ဝယ်ယူပါလို့တိုက်တွန်းပါရစေ Customer satisfaction is our future